သာဗုဒ္ဓေထဝိသစ္စာဒဝရသစ္စာသဟတကိသစ္စာတတသဟတနိနမမိတိရတမဟာအဘဂဝလူကကင်္ကာနန္ဒနိဗ္ဗုဒ္ဓဇိနာဧတဓမ္မေသတကိစ္ဆာအာရရိနနမမဟံနမကာရနုဘဝေနဟိတဝသဗ္ဗေဥပတဝေအနေကအန္တရာယပိဝိနတံတုအသေတတောအထဝီတံသုံးပါးဘဝသုံးလောကတွင်ညာနာရောင်ဖိတ်အောင်ဖိသိမ့်နှင့်နှစ်ကျိတ်ရှိစုကုန်သောသဗ္ဗုဒ္ဓေသတသောပမညာယောဝါဖြင့်တစ္ဆာပွင့်လင်းတရားမင်းတို့ကို၎င်းဒေါရသစ္စာတဟတကိနိဗ္ဗာန်ကိအောင်ဆက်မွေလျောက်သည့်12000ကုန်သောသဗ္ဗုဒ္ဓေသလျောင်ပမညာယောဝါဖြင့်တစ္ဆာလင်းပြောင်းမြတ်ဘုံကောင်းတို့ကို၎င်းသစ္စာတတသဟတနိတောင်းထိုင်စကြဝဠကုံရောင်ရှိန်9သိန်းကုန်သောသံဗုဒ္ဓေသနေအောင်ပမညာယောဝါဖြင့်တစ္ဆာလင်းထိန်မြတ်မှုနေတို့ကို၎င်းကျွန်ုပ်သည်တိရတာဥကောင်းယရဏမြတ်အင်္ဂါဖြင့်နမမိယိုတိညိုကျိုးလက်ဆုံမိုး၍ရှိခိုးပါ၏ကင်္ဂါယကင်္ဂါမြေအတွဲ၌ဝါလူကရှိကြကုန်သောသဲတို့သည်အဘကနေကြကုန်သေး၏နေဗုဒ္ဓဘုံဆက်သိ၍ငြိတော်မူကြကုန်ပြီးသောဇိနာနောက်ချက်ဖန်လာမှငါးပြားကိုအရိယာမတ်ဘုံရောင်ဆက်ဖြင့်ချိုးပြလွယ်ကူအောင်တော်မူသောဘုရားရှင်ပေါင်းတို့ကအနန္တာတင်္ချာကနရေတွမ်းမှန်းလဲဆုံးကန်းတိုင်မြောက်မရောက်နိုင်ကြကုန်တေစီနေသထိုဘုရားရှင်တို့ကို၎င်းဧသာတို့9သိန်း12000နှစ်ကျိတ်ရှိသူကုန်သောဘုရားရှင်မရေမတွက်နိုင်သောဘုရားရှင်တို့၏ဓမ္မင်္စတရားတော်မြတ်ကို၎င်းသံဃေသတပိသသံဃာတော်မြတ်ကို၎င်းအဟံကျွန်ုပ်သည်အာဒရိနာအာဒရံယိုတိစွာနမမိရှိကိုပိုင်နမကာရနုဘဝေနဤသို့ရှိခိုးပူဇော်ဖူးမြော်မှန်လျောကတော်ရသောပဏာမကုသိုလ်စေတနာကြောင့်သဗ္ဗေကသိကုံသောဥပဒဝေဘေးရန်တို့ကိုဟိတဝါပေဖြောက်၍နေကအန္တရာယပိတဘာမကများလာသွဲသွဲအန္တရာတို့သည်လည်းအာသေတာသောအကျွင်းချမ်းမရှိသောအဖြစ်ဝိနာတန်သူပြောက်ပြပါစေတည်း